ရှင်းလွန်လေပြီးတော့အခါအယုတ်တရပြီးတဲ့ဘယင်တပါမင်းပြူလီဘယင်ကြီးမိဖုရားကောင်ကြီးသည်တားတော်တပါဖွာမင်းသည်ဇာတာကိုကြီးရှု၍လေးအတက်တွင်အထူးတက်မြောက်လိမည်ဟုသိကြသောအခါတားတော်ကလေး၏အမိကိုသူတနုမင်းသားဟုခေါ်တွင်စေသည်အရွယ်ရောက်သောမင်းသားသည်တက္ကသိုလ်ပြီးသို့သွား၍မင်းသားတို့တက်အပ်သော18ပါးသောပညာရက်တို့ကိုသင်ယူလေ၏လေးအတက်တွင်တစ်ဖက်ကန်းခက်တက်မြောက်လေသည်3နှစ်ပြည့်သောသူဒနမင်းသားသည်ဆရာကြီးအားကြော့၍အယုဒ္ဓယပြည်သို့ပြန်ခဲ့လေသည်ခရီးလမ်းတွင်အမောဖြေနေစဉ်ကောင်းကင်မှပြန်တန်းလာသောနတ်သမီးခုနှစ်ဖော်တို့သည်တောင်ချေရင်းရှိရေကန်တွင်ဆင်းသက်၍ရေကစားကြ၏အချိန်တန်သောဘရက်တန်စာဒွါဒရာတို့ကိုဝိစင်ကဟင်သာငှက်များပမာကောင်းကင်သို့ပြန်တက်ထွက်ခွာသွားကြလေ၏ခဏကြာလျင်ညအချိန်ရောက်သလိုလာပြည့်ဝင်းကြီးလည်းထွက်ပေါ်လာ၏ထိုစဉ်မုတ်ဆိုးတူးသည်သားကောင်တို့ကိုပြစ်ခညံကန်ဆက်သို့ရောက်လာ၏မုတ်ဆိုးသည်ကန်ပဝင်းကျင်ကိုလှမ်းမြော်ကြည့်သောမလွတ်မရှက်မှိုင်တွေငေးမောနေသောမင်းသားကိုမြင်၍သားကောင်ထင်မှတ်ကလေးဖြင့်ပြစ်၏များတို့သည်မင်းသားကိုမထိရှေ့တွင်သာလျင်ဥခိုက်လျက်ကြကုန်၏ထိုအခါမင်းသားသည်တတိယလာ၍မုတ်ဆိုးကိုမြင်လျင်လေးတော်ကိုကောက်ယူလျက်ပြစ်မိပြု၏မုတ်ဆိုးလည်းခွင့်လွတ်ပါမည်အကြောင်းလက်အောက်ချိကတောင်းပန်လေ၏ထို့နောက်မင်းသားနှင့်မုတ်ဆိုးသည်ဤတို့မေးမြန်းပြောဆိုကြလေ၏